Hallelujah. Eo si tai ko phya shin kaung ji pe ba se. Tu tu kwa jin do khwan a yu pho yan twet pyin sin tha de a chaung ya tuk kapat do ka ba le so shin no kaung do sai pyo chin so de no kapat do phit de. No. အခြေပြုထားတဲ့ကျမ်းပိုက်ကတော့နှစ်ကောအခန်းကြီးကိုအငယ်6ကိုကျွန်တော်အခြေပြုထားတာဖြစ်ပါတယ်။ကောင်းသောစိတ်ပြောခြင်းဒီကောကျမ်းစာဖတ်ကြည့်အောင်အနေငယ်သောမျိုးစေ့ကိုကျေးသောသူသည်စပါးအနေငယ်သာရိပ်ရမည်များစွာကျေးသောသူသည်များစွာရိပ်ရမည်ဟုမှတ်ကြလော့ကျမ်းစာမှာကျွန်တော်ရှင်းရှင်းလင်းပြောထားပါတယ်မျိုးစေ့ကိုအနေငယ်ပဲကျေးသောသူကစပါးအနေငယ်ပဲရိပ်ရမယ်များစွာကျေးသောသူကများစွာရိပ်ရမယ်ဖခင်နိုင်ငံတော်အတွက်ကျွန်တော်တို့ပေးကမ်းခြင်းကမျိုးစေ့ကိုစိုက်ပျိုးခြင်းဖြစ်တယ်ဖခင်နိုင်ငံတော်အတွက်ကျွန်တော်တို့ပေးဆက်ခြင်းပေးကမ်းခြင်းတွေကမျိုးစေ့ကိုစိုက်ပျိုးခြင်းဖြစ်တယ်စိုက်ပျိုးခြင်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရိတ်သိမ်းခြင်းလည်းရှိမှာမဟုတ်ပါဘူးယုံကြည်သူတို့တဲ့အရောက်စီတိုင်းစိုက်ပျိုးခြင်းမရှိရင်ရိတ်သိမ်းခြင်းဆိုတဲ့အရာကျွန်တော်မခံစားရပါဘူးအကြောင်းဒီကျွန်တော်ယုံကြည်အောင်စီတိုင်းကောင်းသောအရာကိုစိုက်ပျိုးနိုင်ဖို့အတွက်ဖျားရှင်ကောင်းကြီးပေးပါစေစပါးဆိုတာကကိုယ်ရစိုက်ထားမှစပါးရိတ်ခြင်းကိုကျွန်တော်ညှို့လွှဲလို့ရတာဖြစ်တယ်။ဘာမှမစိုက်ထားတဲ့လေကတုံးကြီးဘေးအပင်ပေါက်လာမလဲကျွန်တော်ညှို့လွှဲလို့မရပါဘူး။ဒါကြောင့်ဒီကြုံကြည်သူမျိုးတွေမှာမသက်စရောက်စီတိုင်းကောင်းသောအရာကိုကျွန်တော်တို့စိုက်ပျိုးကြရအောင်။ကျွန်တော်တို့မျိုးစစ်မိသည့်အရာတွေကိုကျွန်တော်စိုက်ပျိုးရမလဲ။နော်မျိုးစစ်အများကြီးရှိတယ်။အတ္တတွေရှိတယ်အမုန်းတရားတွေရှိတယ်ဆိုတော့မျိုးစေ့တွေကအများကြီးပါကောင်းသောမျိုးစေ့မကောင်းသောမျိုးစေ့အများကြီးရှိတယ်ဒီနေ့ယုံကြည်သူသက်တာမှာကျွန်တော်စိုက်ပျိုးတဲ့မျိုးစေ့ကကောင်းသောမျိုးစေ့ဖြစ်ဖို့အရေးကြီးပါတယ်အတ္တတွေအမုန်းတရားတွေလောကအရာတွေပဲစိုက်ပျိုးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရိတ်သိမ်းရမယ့်အရာကဘာလဲဝမ်းနေခြင်းပဲကျွန်တော်ရိတ်သိမ်းရမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ယုံကြည်သူကြောင့်ရောက်စီတိုင်းမှာဘယ်လိုမျိုးစေ့ကိုစိုက်ပျိုးရမလဲဆိုလို့ရှိရင်တော့နံပါတ်1ချစ်ချင်းမေတ္တာကိုကျွန်တော်စိုက်ပျိုးဖို့လိုအပ်ပါတယ်။တင်ပြလို့ပြောပါဦးချစ်ချင်းမေတ္တာကိုစိုက်ပျိုးပါလို့နံပါတ်2ကမိမိပိုင်ဆိုင်သောအရာများကိုစိုက်ပျိုးပါ။တင်မှာဘာပိုင်ဆိုင်ထားလဲ။သားသမီးဥစ္စာငွေကြေးတင်ရဲ့ပိုင်ဆိုင်ထားတဲ့အစာအသောက်တွေကအစတင်ပိုင်ဆိုင်ထားသောဖျားပေးထားသောကောင်းကြီးမင်္ဂလာတွေကိုစိုက်ပျိုးပါနံပါတ်3ကမိမိရဲ့အချိန်နာရီတွေကိုစိုက်ပျိုးပါအရေးကြီးပါတယ်တင်အချိန်နာရီတွေကိုဖျားကစိုက်ပျိုးခိုင်းပါတယ်နံပါတ်4ကဘာလဲတင်ရဲ့ငွေကြေးဥစ္စာကိုဖျားအတွက်စိုက်ပျိုးပါဆိုဒီနှုတ်ကပတ်တော်ကနားလည်နိုင်ဖို့အတွက်အရင်အရေးကြီးပါတယ်နားလည်မှုလွေးမှားသွားရင်တော့မကောင်းဘူးဆိုတော့ဒီနေ့ကျွန်တော်အရောက်စီတိုင်းအသက်တာမှာအခုကဒီလေးချက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့တင့်မှာမရှိတဲ့အရာမဟုတ်ပါဘူးချစ်ချင်းမေတ္တာလည်းတင့်မှာရှိပါတယ်ပိုင်ဆိုင်ထားတဲ့အရာတွေလည်းတင့်မှာရှိပါတယ်တင့်ရဲ့အချိန်တွေရှိပါတယ်တင့်ရဲ့ဥစ္စာငွေကြေးတွေရှိပါတယ်အဲ့ဒီအရာတွေကိုဖခင်ကစိတ်ပြိုးထားတယ်မျိုးစေ့ကိုအများကြီးကျေးသောသူကများစွာရိပ်ရမယ်လို့ပြောထားပါတယ်ဒီကျ LC တိုင်းထိုလေးချက်ကိုကျွန်တော်ဒီနေ့အတူတူဆွေးနွေးမှာဖြစ်ပါတယ်မျိုးစေ့ကျေးတဲ့အခါမှာကျွန်တော်တို့ကျေးတဲ့နေရာကအရင်ရည်ကြီးပါတယ်ကောင်းသောမြေမှာကျေးဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တက်တာမှာမျိုးစေ့ကိုဘာမှသွားကျေးရမလဲဆိုလို့ရှိရင်တော့လောကမြေစီလွာမှာကျေးမှာလားဒါမို့ကောင်းကင်မြေစီလွာမှာကျေးမှာလားချစ်ချင်းမေတ္တာသည်မျိုးစေ့ကိုလောကအရာမှာသွားမကျေးပါနဲ့ဖခင်သခင်အလိုတော်ရှိတဲ့အချင်းချင်းချစ်ကြပါဆိုတဲ့ဖြူစင်သောမေတ္တာမှာစိုက်ပျိုးကြရအောင်လောကမြတ်အရာမှာသွားမျိုးစေ့ကျေးမယ်ဆိုရှင်ထိုချစ်ချင်းမေတ္တာသည်အယံကိုပူလောင်ပြီးတော့ဘဝတွေပြတ်ပါတယ်အိမ်ထောင်တွေကွေးပါတယ်ချစ်သူတွေလမ်းခွေကြရပါတယ်သားသမီးတွေအမုန်းပွားကြပါတယ်
ဒါကြောင့်မလို့ဒီနေ့တင်ကျေးတဲ့ချစ်ချင်းမေတ္တာသည်ကောင်းကင်အရာမှာဖြစ်ပါစေဖခင်သခင်ကိုချစ်ချင်းမှာဖြစ်ပါစေကျွန်တော်တို့မိမိပိုင်ဆိုင်ထားတဲ့အရာတွေကိုလောကမြည်စီလွာမှာကြီးမယ်ဆိုလို့ရှိရင်ပုတ်တူတတ်ပါတယ်တင်ပိုင်ဆိုင်ထားတဲ့ဥစ္စာတွေကိုလောကအရာမှာမကြေးပါနဲ့လောကအရာအတွက်မသုံးပါနဲ့တင်သားသမီးတွေကိုဖခင်เจ้าမှာစက္ကပ်ဖို့တဲ့အပြင်မှာပျော်ပါဖို့ကိုအားမပေးပါနဲ့လောကအရာမှာဖခင်ပေးထားတဲ့စားအသောက်တင်မှာရှိတဲ့အိမ်ကားဖုန်းစပိန်စံကေဖခင်ပေးထားတဲ့အရာတွေကိုလောကအရာမှာပဲမျိုးစေ့ချင်းနေဆိုလို့ရှိရင်တော့ဝန်နေချင်းကိုကျွန်တော်ရိတ်သိမ်းရမှာဖြစ်ပါတယ်ဖခင်ပေးထားတဲ့တင့်အချိန်နာရီတွေကိုလောကမျိုးစေ့မသွားကြည့်မယ်ဆိုလို့ရှိရင်တော့အချိန်တိုင်းလောကအရာမှာပဲတင်အချိန်ကုန်နေတယ်ဆိုလို့ရှိရင်တော့တင်ရိတ်သိမ်းရမယ့်အရာကဝန်နေချင်းမဖြစ်ပါတယ်လောကအရာမှာကျွန်တော်မျိုးစေ့အကြေးတာရများပါတယ်ဖခင်ပေးထားတဲ့ကောင်းကြီးမင်းနဲ့စီးစိမ်ဘန္တာကိုဗိမာန်တော်မှာယူဆောင်လာပြီးတော့ဖခင်နိုင်ငံတော်အတွက်မျိုးစေ့ကိုမချေးပေးနဲ့လောကအရာတွေမှာသွားချေးနေတဲ့တင့်ဥစ္စာတွေကအရေးမရအဖက်မရတွေမှာလောကအရာမှာတင့်ကိုဖျားပေးတဲ့စီးစိမ်အနေငယ်ကတင်မျိုးစေ့ချေးတယ်ဆိုလို့ရှိရင်တော့တင့်ရဲ့စီးစိမ်ဥစ္စာကပုတ်တူပြီးတော့ဝန်နေခြင်းဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့မျိုးစေ့ချေးမဲ့နေရာကလောကအရာမှာမဟုတ်ပါဘူးလောကဆိုတဲ့ဒီမြေစီလွာမှာမဟုတ်ပါဘူးကောင်းကင်ဆိုတဲ့မြေစီလွာမှာကျွန်တော်မျိုးစေ့ချေးရမှာဖြစ်ပါတယ်ကောင်းကင်ရဲ့မှာဝိညာဉ်နဲ့ဆိုင်တဲ့အရာမှာမျိုးစေ့ချေးမယ်ဆိုလို့ရှိရင်ရှင်သန်ခြင်းများစွာသောရိတ်သိမ်းခြင်းတားဆီးမြင့်စအဆက်ဆက်စားလို့မကုန်နဲ့သုံးလို့မကုန်နဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်မိသားစုအသက်တာမှာရိတ်သိမ်းခြင်းအားနေတာလေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျေးတဲ့မျိုးစေ့ကြောင့်ဖြစ်ပါတယ်ဟိုကျေးတော့ကျေးရှာပါတယ်ဒါပေမဲ့ကျေးတဲ့မျိုးစေ့နေရာကမှားနေတယ်ဒီမျိုးစေ့မတမကောင်းတဲ့မျိုးစေ့ကိုအပေမပေါက်နိုင်တဲ့နေရာမှာသွားကျေးကြည့်လိုက်ပျက်စီးသွားမှာဖြစ်တယ်တခိုးကြဘိုးချရီစားတဲ့နေရာမှာသွားကျေးကြည့်လိုက်အလုံးပျက်စီးမှာဖြစ်ပါတယ်ဒါကြောင့်ဒီကျွန်တော်ရောက်စီတိုင်းစင်ချအောင်မေးဖို့ရန်အတွက်ကကောင်းသောမျိုးစေ့ဆိုတာကိုကျွန်တော်ကျေးမဲ့နေရာကလောကအရာမှာမဟုတ်ဘူးဝိညာဉ်ရေးရတဲ့ဆိုင်နဲ့ဖခင်ရဲ့ကောင်းကင်အရာမှာကျွန်တော်ကျေးဖို့ရန်အတွက်ဖျားရှင်ကောင်းကြီးပေးပါစေโอเคကျွန်တော်အချက်လေးဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်ဆက်လက်မြန်လေးပြောမယ်အားလုံးလည်းမြန်လေးသားထောင်ပေးပါတည့်နားကိုနည်းလေးအချိန်တင်လိုက်ပါနော်ဒါဆိုတော့တို့တက်ပြက်ပြောရင်လည်းဘယ်လိုခေါ်မလဲဆင်မပြေလို့နော်လေးချက်ကိုဆရာမြန်လေးပြောမယ်โอเคဆိုတော့နံပါတ်1ချစ်ချင်းမေတ္တာမျိုးစေ့ကိုစိတ်ပြောပါချစ်ချင်းမေတ္တာမရှိတော့သူတွေကျွန်တော်မရှိပါဘူးနော်ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး30အငယ်29မှာထိုသူကတိဖျားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတိရှိသည်များဉာဏ်ရှိသည်များနဲ့ချစ်လို့ကိုယ်နဲ့ဆက်ဆံသောသူကိုကိုယ်နဲ့အများချစ်လို့ပြန်လျှောက်လေဘုရားသခင်ကပြောတယ်ကိုယ်နဲ့ဆက်ဆံသောသူကိုကိုယ်နဲ့အများချစ်ပါဒီဘုရားသခင်ကိုချစ်ပါလို့ဘုရားကပြောတယ်အဲ့ဒီကလေးကဘုရားသခင်ကျွန်တော်အထဲမှာမေတ္တာဆိုတဲ့အရာကိုထည့်သွင်းထားပေးဖြစ်တယ်တကူတကသူများစီမှာအဲ့မျိုးစေ့ကိုဝေးစားလို့လားမလို့တောင်းစားလို့လားမလို့ဘူးငါချစ်ချင်းမေတ္တာမရှိလို့ငါနည်းနည်းရောင်းပေးပါအောင်ဟဲ့တောင်းစရာမလိုဘူးအထဲမှာရှိပြီးသားကျွန်တော်ထိုအသက်အထဲမှာရှိတဲ့ချစ်ချင်းမေတ္တာကိုဖယားမေတ္တာကိုကျွန်တော်လူတွေကိုချစ်ကြရအောင်ကမ္ဘာလောကကြီးကလေအယံဖျားနာနေတယ်ဒီကာလမှာကမ္ဘာလောကကြီးကအင်မတန်မှကိုယောဂရစ်နေတယ်လူတွေအားလုံးကပင်ပန်းနေလူတွေအားလုံးကဝမ်းနေခြင်းပူဆွေးခြင်းထိတ်လန့်ခြင်းတွေနဲ့လူတွေအားလုံးကဖျားနာနေပါတယ်အဲ့ဒီချိန်မှာလူတွေအားလုံးလိုအပ်တာကချစ်ချင်းမေတ္တာဖြစ်တယ်ကိုကပဲချစ်ခံဖို့တော့မဟုတ်ဘူးတခါကျရင်လေကျွန်တော်ကချစ်ချင်းမေတ္တာလိုအပ်တယ်ဆိုရင်မှလေကိုပဲချစ်ခံခြင်းနေရင်မရဘူးအရင်ဦးဆုံးသူများကိုချစ်ကြည့်လိုက်ပါ
အဲ့ဒီအတီးကတင်များစွာရိတ်သိမ်းရမှာဖြစ်တယ်ယုံကြည်သူဆိုတာကပေးကမ်းသောလက်ကိုဖျက်လို့ခြင်းတာဖြစ်တယ်တစ်ခါလာလဲကိုယ်ပဲခံခြင်းတစ်ခါလဲကိုယ်ပဲရခြင်းတစ်ခါလဲကိုယ်ပဲဖြစ်ခြင်းနဲ့မဟုတ်ဘူးမျိုးစစ်ဆိုတာအရင်စိုက်ရတယ်ကမ္ဘာလောကကြီးကအယံဖြာနာနေတယ်လူတွေကအယံမိုးပန်းနေတယ်ဆိုတော့ချစ်ချင်းမေတ္တာပြုတဲ့အခါမှာတန်ခါအချစ်ကိုပြောတာမဟုတ်ပါဘူးဖြူစင်တဲ့မေတ္တာဖယားရကပေးမေတ္တာကဲ့သို့လူတွေကိုချစ်ချင်းကအယံအေးမြပါတယ်1500မေတ္တာတွေကဘဝတွေကိုပူလောင်စေတယ်လူတွေကိုကျွန်တော်တို့ချစ်ကြရအောင်မေးရမေးခွန်းကနည်းနည်းလေးပဲရှိပါတယ်တင့်ငယ်ချင်းတင့်မိတ်ဆွေကိုတွေ့တဲ့ခါကျရင်အစင်ဒီလားနေကောင်းလားအမြဲတမ်းဆူတောင်းပေးတယ်နော်အဲ့ဒီတော့လေမေးလိုက်ချင်အဖြစ်တင့်ဘေးမှာရှိတဲ့မိတ်ဆွေကမေတ္တာခံစားတာဖြစ်တယ်ခက်လားမခက်ဘူးအိုးတငယ်ချင်းရဲ့အစင်ဒီလားအိုးရန်တတိရတယ်နော်အိုးနေလို့ကောင်းတယ်မို့လားငါအမြဲတမ်းတတိယဆူတောင်းပေးတယ်နော်အဲ့ဒါကချစ်ချင်းမေတ္တာရဲ့အစဖြစ်တယ်မလေးငါအယံပင်ပန်းလာတယ်ငါအယံဝင်ထုတ်လေးတယ်ငါအယံမောတယ်ဆိုမှနေကြည့်လိုက်တင့်လူလည်းသူပဲအဲ့လိုပဲနေမှာဆိုတော့ချစ်ချင်းမေတ္တာခေါင်ပါလာမယ်ဒီယုံကြည်သူရောက်စီတိုင်းကျွန်တော်တို့အဲ့လိုမျိုးမေးခွန်းလေးတွေမေးကြည့်အောင်တော့လမ်းမှာတွေ့ရင်လဲလူချင်းစုံရင်လဲအေးတကယ်ချင်းနေကောင်းလားအယံတတိရတယ်မေးကြည့်လိုက်ပါဒါကချစ်ချင်းမေတ္တာစကားဖြစ်တယ်အယံကိုချိုးမြင်ပါတယ်ဒါကြောင့်မလို့ချစ်ချင်းမေတ္တာဆိုတာကအခြားသူတွေကိုဖယားကတင့်ကိုပြုစေခြင်းနဲ့ပထမဦးဆုံးသောသင်စိုက်ပျိုးရမယ်မျိုးစေ့ဖြစ်ပါတယ်ချစ်ချင်းမေတ္တာကိုစိုက်ပျိုးခဲ့တဲ့မှာကျမ်းစာပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒီမှာလူနှစ်ယောက်အကြောင်းကိုဆရာပြောခြင်းနဲ့နံပါတ်1ကဘာလို့လဲဆိုလို့ရှိရင်တော့ရှမာရိအမျိုးသားဖြစ်တယ်ဆိုတော့ရှမာရိအမျိုးသားအကြောင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဂျေရုရှလင်မြို့ကနေဂျေရီခိုကိုသွားတဲ့လမ်းမှာလူတယောက်ကိုဓမြတွေကဝိုင်းရိုက်ပြီးတော့ပျက်စီးလူသွားတယ်အဲ့ချိန်မှာယေဘုဟိတ်တယောက်ကမတ်တမဲလှမ်းတွေ့လိုက်တယ်ကြော်သွားတယ်နောက်လေဝိလူတယောက်ကရောက်လာတယ်အမတ်တမဲတွေ့လိုက်တယ်ကြော်သွားတယ်အမရှမာရိအမျိုးသားတယောက်ကရောက်လာတဲ့အခါမှာထိုလေးချနေဒိုင်ယာတွေနဲ့ပြည့်နဲ့နေတဲ့ဓမြတိုက်ခံရတဲ့လူတယောက်ကိုဆေးလိမ်ပေးတယ်ဇယက်ကိုပို့ပြီးတော့ကောင်းစွာပြုစုပေးခဲ့တယ်ရှမာရိအမျိုးသားတယောက်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာယေရှုပြပြောတယ်ယေဘုဟိတ်လေဝိလူရှမာရိအမျိုးသားထိုသူ၃ယောက်ထဲမှာဘသူကကိုနဲ့ဆက်ဆိုင်သောသူကိုချစ်တော်သူလေဘသူကကိုနဲ့ဆက်ဆိုင်သောသူကိုမေတ္တာအပြည့်ဆုံးလေလို့မေးတဲ့အခါမှာရှမာရိလူဖြစ်ပါတယ်ဒီနေ့ကျွန်တော်အသက်တာမှာလေရှမာရိလူကဲ့သို့ကျွန်တော်တို့လူတွေကိုမေတ္တာထားကြရအောင်ယေရှုဘုရားကအေးနင်တို့လည်းသွားပြီးတော့ထိုရှမာရိအမျိုးသားကဲ့သို့ပြုကြလောနော်ဘုရားခိုင်းတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်အိမ်နီးနားမှာကျွန်တော်ငယ်ချင်းတွေမှာအလုံးမှာဒိုင်ယာတွေနဲ့နာကျင်နေတဲ့လူတွေရှိလို့ရှိရင်မေတ္တာနဲ့သူတို့ကိုနှွေးထွေးစွာပြုစုပါဒါကမျိုးစစ်ကြေးချင်းဖြစ်ပါတယ်နောက်တစ်ခုကဘာလို့လဲလို့ရှိရင်တော့ဒေါဂါဂျာဘူးဂျာလာမသိဘူးဒေါဂါအခြေပြုတဲ့ကျမ်းပိုက်ကတော့တမန်တော်ဝတ္ထုအခန်းကြီး9အငယ်36မှာရှိတဲ့အကြောင်းအရာဖြစ်တယ်ဒေါဂါဆိုတာဘာလို့လဲဆိုလို့ရှိရင်တော့မုတ်ဆိုးတော့ယူပွေမြို့မှာယူပွေမြို့မှာနေပြီးတော့သူကမုတ်ဆိုးမှဖြစ်တယ်သူကဆက်ချိုးတဲ့သူတယောက်ဖြစ်တယ်ဆိုတော့သူကထိုမုတ်ဆိုးမတွေနဲ့ကလေးသူငယ်တွေစင်းရဲသားတွေအတွက်အမြဲတမ်းအထေကိုချုပ်ပြီးတော့သူတို့ရက်ကွက်မှာချက်လူတွေကိုအမြဲတမ်းပြုစုတဲ့မေတ္တာတော်ရှင်မေတ္တာရှင်တယောက်ဖြစ်တယ်သူကဘာမှမျှော်လင့်ချက်မထားဘူးလူတွေကိုကူညီတယ်လူတွေကိုဖေးမာတယ်ဒေါဂါတရားတော်အဲ့ဒီဒေါဂါကဆုံးသွားတယ်တည်သွားတယ်မနော်ဘာဖြစ်သွားလဲသူပြုစုခဲ့သူမေတ္တာထားခဲ့တဲ့
စင်ရသောသူတွေမုတ်ဆိုးမတွေကသူ့အတွက်အကြီးအကျယ်ဆုတောင်းကြတယ်ဒီနေ့ကျွန်တော်တို့အသက်တာမှာလေသူတစ်ပါးကိုမေတ္တာမထားဘူးဆိုလို့ရှိရင်တင့်အတွက်ဆုတောင်းပေးတဲ့သူတော်မှမရှိရင်ဒုက္ခဆိုတော့ဒေါဂါကသူ့တေပါပြီဒါမဲ့သူ့ကိုထိုသူတွေကဆုတောင်းပေးတဲ့အပြင်ပေတရုရှိတဲ့ကိုသူတီးတဲ့အခါမှာတမန်တော်ပေတရုသွားခေါ်ပြီးတော့ဆုတောင်းပေးတဲ့အခါမှာထိုဒေါဂါကတေချင်နဲ့ပြန်ပြီးတော့ရှင်ပြန်ထားမြောက်တယ်ဆိုတော့မြစ်တိုင်တကောဘလောက်ကြီးမားလဲတေကတေပြီးသားလူတော်မှသူ့ရဲ့မြစ်တာအကျိုးကျေးဇူးကြောင့်အသက်ပြန်ရှင်နေဒေါဂါဒါကြောင့်မလို့ဒီနေ့ပြောချင်ပါတယ်ချစ်ချင်းမေတ္တာမျိုးစေ့ကိုစိုက်ပျိုးခြင်းကလေပတ်ဝန်းကျင်မှာတင့်သားသမီးတွေမှာကောင်းစားခြင်းရှိပါတယ်။တည်ဆုံးသွားတဲ့အရာတော်မှပြန်ပြီးတော့ရှင်သန်ခြင်းရှိပါတယ်။ဥပုသ်ရဲ့သားမလေးဝမ်းချစ်လိုက်ကြတာ။ဥပုသ်ရဲ့သမီးမလေးတို့ခါရလည်းမကြည့်ဘူးမထီနဲ့သူတို့ထီမလေးသူ့အမေဖေကတော့လာပြစ်တင်ဦးမယ်။ဒါရီချဘူးကြမှာဗောနော်။အဲ့ဒါဘာကြောင့်လဲချစ်ချင်းမေတ္တာမျိုးစေ့ကိုမစိုက်ပျိုးရခြင်းအကြောင်းရင်းဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်ချင်းမေတ္တာမျိုးစေ့ကိုသင်စိုက်ပျိုးတဲ့အခါမှာအသက်ရှင်ခြင်းကိုဖြစ်စေပါတယ်နောက်တစ်ခုနံပါတ်1မိမိပိုင်ဆိုင်သောအရာကိုမျိုးစေ့စိုက်ပျိုးခြင်းတင့်မှာပိုင်ဆိုင်တဲ့အရာတွေတင်မပိုင်တဲ့အရာကိုဖျားမတောင်းပါဘူးတင့်မှာပိုင်ဆိုင်ထားတဲ့အရာကိုမျိုးစေ့စိုက်ပါတမန်ကျမ်းစာထဲမှာတွေ့ရတဲ့ဟာနာအကြောင်းကြည့်အောင်ဟာနာကသူသားများနိုင်မှုသားများနိုင်တဲ့အခါမှာအင်မတန်မှဝမ်းနေပူဆွေးတယ်ဗိမာန်တော်မှာသွားပြီးတော့သားရဖို့တော့ဆုတောင်းတဲ့အတိုင်းပဲဘုရားကသားကိုပေးတယ်သူအရန်ချစ်တဲ့သားသူ့ရဲ့တူတီတော်သားဖြစ်တယ်ဒါမဲ့ဟာနာကသူရန်ချစ်တဲ့သူ့မှာတခုတည်းရှိတဲ့သားကိုဘယ်မှာသွားထားလဲရှီလိုမြို့မှာရှိတဲ့ဗိမာန်တော်မှာသွားထားတယ်ဖယားကိုသူပေးတယ်3နှစ်နို့ကွာတာနဲ့သူ့ရဲ့သားကိုဖယားကိုပေးတယ်သူပိုင်ဆိုင်တဲ့အရာကိုဖယားကိုပေးတယ်အပိုးရှိလားမရှိဘူးဖယားကိုပေးတယ်ဆိုတော့သူဖယားကိုထိုးတော့ပေးခြင်းအဖြစ်ဟာနာအတ္တတာမှာသားသမီးတွေထည့်ရတာဖြစ်တယ်ပြီးလို့ရှိရင်လည်းသူဖယားကိုပေးတဲ့ရှမွေလအသူ့ရဲ့သားကတမိုင်းမှာရှမွေလကဲ့သို့ကြီးမြတ်သောprophet မရှိဘူးကောင်းကြီးဖြစ်တယ်အာမင်ဒါဒီနေ့တိမရှိတဲ့အရာသားသမီးတွေလားဖယားအတွက်ပေးပါဖယားကြောင့်ခေါ်ပြန်ပြီးအဲ့ဒီဆရာတွေကခိုင်းပြန်ပြီးအဲ့ဒီဆရာတွေကဘာဖြစ်လဲမညှိုးညင်နဲ့ဖယားရဲ့အိမ်တော်မှာဆေခမ်းဖို့တင့်သားသမီးတွေကိုပေးပါကောင်းကြီးဖြစ်တယ်အာမင်နောက်တူဆက်သွားမယ်နောက်တူပ်တူလက်လို့ရှိရင်တော့ဇယက်တမြို့သူမုတ်ဆိုးမအကြောင်းဖြစ်တယ်ကြားဘူးကြလားဇယက်တမြို့သူမုတ်ဆိုးမဆိုတာအစာအမတမခေါင်းပါတဲ့အချိန်မှာ prophet အေလိယသူ့စီကိုရောက်လာတယ်အစာမရှိတဲ့ကာလမှာဖျားရဲ့လူသူ့အိမ်ကိုရောက်လာပြီးတော့ထိုမုတ်ဆိုးမကဘာလုပ်နေလဲဆိုလို့ရှိရင်တော့ထင်းခွေနေတယ်ဘာလုပ်ဖို့လဲဆိုလို့ရှိရင်တော့သူတို့မှရှိလက်တဆုပ်စာမုံညက်လက်တဆုပ်စာပဲရှိတဲ့မုံညက်ကိုစီလက်ကျန်လေးနဲ့မှုတ်လို့ပြတော့ညာတာမီညာတေမဲလို့သူစိတ်ကူးထားတယ်လုံးဝစာရေးစာနောက်ဆုံးကြည့်စမ်းဒါစာပင်တေမဲဒါပဲအဲ့ဒီမှာ prophet အေလိယရောက်လာတဲ့အခါမှာငါတောက်ဆရာဖို့ရေသွားယူပေးပါအောင်အဲ့ဒီရေကိုသွားယူဖို့သွားတဲ့ချိန်မှာလှောက်လိုက်တယ်ဟဲ့နေအောင်ငါစားစရာအတွက်မှုတ်ပါယူလာခဲ့လို့ပြောတယ်အဲ့ဒီ prophet လည်းနေတော့လူပါဝါနော်ငါစားဖို့ယူလာခဲ့ဆိုတော့အမျိုးသမီးကဘာပြောလဲနင်စားဖို့ပြောနေငါတို့သားမင်းညောင်းလက်တဆုပ်စာမုံရက်ကိုအခုငါချက်မယ်ပြီးလို့ရှိရင်စီအနေငယ်နဲ့ချက်ပြီးငါတို့ညောင်းစားပင်တေဖို့ပြင်နေတယ်မပေးချင်ဘူးပြောမလားအဲ့လိုညီးထွားတယ်အဲ့ဒီခါကျတော့ဘာမှမပြောနဲ့ငါတို့ပဲရင်ယူလာပြီးလို့ရှိရင်မင်းတို့ဂျန်နာကိုမင်းတို့သားမီးအမြောက်တော့ဆက်လုပ်ပါတဲ့အနိုးစရာကောင်းနော်ယူလာခဲ့နောက်မှနင်တို့သားမီးအတွက်လုံးတဲ့ဟာအနိုးစရာပဲရှိတယ်မဒီလက်စုပ်စားလေး
အဲ့ဒါပြီးသူတို့ယူလာပြီးမှကျန်တော်မင်းတို့ဆက်လုံးလို့ပြောတယ်ဒါပေမဲ့အဲ့ဒီမုတ်ဆိုးမကဘာလို့လဲမကြီးထွားဘူးဖယားစကားအတိုင်းအဲ့ဒီအေလိယကိုအကုန်စင်ပေးတဲ့ခါမှာသူတို့အိမ်မှာအစာခေါင်းပါတဲ့ကာလတလျှောက်လုံးဘူးနိုင်မုံညက်မလျော့ဘူးအိုးနိုင်စီမလျော့ဘူးဘာကြောင့်လဲဖယားကိုပေးတယ်မျိုးစေ့ကြိုက်မျိုးစေ့ကျဲတယ်ဆိုမျိုးစေ့ဆိုတာကကျွန်တော်ကျဲမှအပြင်ပေါက်မှာထို့မို့ဆိုမှကသူ့မှာနောက်ဆုံးလက်ကျန်စားစရာကိုဖယားအတွက်သူ့မှာရှိတဲ့အရာကိုဖယားအတွက်သူပေးတဲ့အခါမှာသူတို့အိမ်မှာဘူးမမုံညက်မလျော့ဘူးအိုးမစီမလျော့ဘူးအင်တန်ကလည်းပလုံးသူစားတော့ကြရတယ်ဒီနေ့ကျယုံကြည်ရောက်စီတိုင်းသူတို့အိမ်မှာစားဝတ်နေရတဲ့ခက်ခဲနေလားစံရော့နေလားစီရော့နေလားဖယားအတွက်ပေးကြည့်ပါလက်တစုံစံယူလာပါဖယားကိုပေးပါအူတီယူလာပါဖယားကိုပေးပါမျိုးစစ်ကျင်းနေတာဖြစ်ပါတယ်တင်ဖယားကိုပေးတယ်ဆိုတာကလေကုံဆုံးသွားတာမဟုတ်ဘူးမျိုးစစ်တင်စိတ်ပြိုးနေတာဖြစ်ပါတယ်အသင်းတော်မှာအရင်ရည်ကြည်ပါတယ်ယုံကြည်သူတွေဘာကြောင့်စာဝတ်နေရေးမှာခက်ခဲလဲဘာလို့ရွှေငွေကြွေဝဖို့ပဲစဉ်းစားပြီးမှခက်ခဲနေကြလဲမျိုးစစ်မကြေလို့မျိုးစစ်ကိုမဆိုင်လို့ဖြစ်တယ်ဒါဒီတင်မှာရှိတဲ့သားသမီးတင်မှာရှိတဲ့အစားအသောက်တွေကအစားတင်မှာရှိတဲ့ကားတင်မှာရှိတဲ့ဆိုင်ကယ်တင်မှာရှိတဲ့အရာတွေပေါ့ဖယား address လို့ရှိရင်လုံးဝတင်မမျိုးပါနဲ့နောက်ဆုံးတယောက်ကဘာလို့လဲတခင်အလိုရှိတော့မြီးကလေးပိုင်ရှင်ဆရာရင်တဘောကြတယ်ယေရှုဖျားကဂျေရုရှလင်မြို့ကိုဝင်ဖို့သွားမဲ့ချိန်မှာသူတပည့်ရှိကိုသွားကြရှေ့မှာမြီးတစ်ကောင်တွေ့မဲ့အဲ့မြီးကြို့ကိုဖြေငါစီယူလာကြပိုင်ရှင်ကမေးရင်တခင်အလိုရှိတယ်လို့သူတို့ဖြေတကယ်ပဲသူမြီးကိုသွားဖြေတဲ့အခါမှာတခင်ပိုင်ရှင်မဘာကြောင့်ယူရလဲတခင်အလိုရှိတယ်လို့ပြောတဲ့အခါမှာမြီးကလေးပိုင်ရှင်ကစောဒကမတက်ဘူးဖယားအတွက်ဆိုလို့ရှိရင်ယူသွားပါဆိုသူမှရှိတဲ့မြီးကလေးတသေးလေးနော်ဘုတူတူလေးအတော့မကျမြီးလေးဖယားအတွက်ပိုင်ရှင်ကပေးလိုက်တဲ့အခါမှာအကြီးမြတ်ဆုံးသောဖယားသားတော်ဂျေရုရှလင်မြို့ကိုဝင်လာတဲ့အခါမှာဟောရှနာစမလူရိဂျိုဆိုတဲ့နေရာမှာထိုမြီးလေးကိုဖယားသုံးတာဖြစ်တယ်ဒီတိမ်မာလေးမကောင်းတော့ဘူးဒါတော့မထင်နဲ့ဖယားတောင်းရင်ပေးလိုက်တင်မကောင်းလို့ထင်တဲ့အရာဖယားကိုပေးရင်တော့မဖယားတောင်းရင်ပေးကြည့်ပါဖယားဘုန်းတော်ထင်ရှားဖို့တော့ဖြစ်ပါတယ်အိမ်မှာထားပြီးအလကားပြက်သွားမဲ့အစားကြောင်မထိုးထားပြီးတန်ကြီးကြိုက်ပြီးတော့ကြွက်ကြိုက်ပြီးတော့ပြက်သွားမဲ့အစားဖယားအတွက်ပေးပါဖယားဘုန်းတော်ထင်ရှားဖို့တော့ဖယားကအသုံးပြုမဲ့တစားပလာဖြစ်လာမှာဖြစ်တယ်ဒီနေ့ယုံကြည်သူတွေကဖယားကိုမပေးဘဲနဲ့ကြွက်ကြိုက်တာပဲခံချင်ကြတယ်ကြွက်ကြိုက်ဖို့တော့မထားနဲ့နော်ချစားဖို့တော့မထားနဲ့ဖယားเจ้าမှာလိုတယ်ဖယားကိုပေးလိုက်အမှုတော်ဆောင်လိုတယ်အမှုတော်ဆောင်ကိုပေးလိုက်မျိုးစစ်ကြီးတာဖြစ်တယ်လူကိုပေးတာမဟုတ်ဘူးဒီကလူကိုပေးတယ်လို့ထင်ကြတာလူကိုပေးတာမဟုတ်ဘူးဖယားကိုပေးတာဖြစ်တယ်နံပါတ်3ချက်ကမိမိအချိန်နာရီကိုမျိုးစစ်ကြီးပါအရေးကြီးတယ်တင်မှာဖယားကဘာပပရှက်လူသားတိုင်းကို24နိုင်တရက်ကိုအလုံးတန်းတူညီတူပေးထားတာဖြစ်တယ်ဘသူမှအပူ9မိနစ်မပေးထားဘူးလူတိုင်းကိုဖယားကအချိန်ညီတူညီမျှပေးထားတယ်24နိုင်ပေးထားတယ်အီလူမတ်ကို25နိုင်ဖယားမပေးထားဘူးအလုံး24 hour ပေးထားတယ်ဒါပေမဲ့ထို24 hour တည်းမှာတချို့သောသူတွေကကောင်းစားပြီးအောင်မြင်ပြီးတော့ကြော်ကြကြတယ်တမိုင်းတွေလှပကြတယ်ဘာကြောင့်လဲသူတို့အချိန်နာရီကိုဖယားကိုသူပြန်ပေးတယ်နံပါတ်1မိမိရဲ့အချိန်နာရီကိုစိုက်ပျိုးတဲ့သူတွေအကြောင်းကြည့်အောင်နံပါတ်1ကဘာလို့လဲရှမွေလဖြစ်တယ်ရှမွေလကရှီလောဖျားเจ้าမှာပဲအိမ်တော်မှာနေပြီးတော့ဖယားတာဝန်ကိုထမ်းဆောင်တဲ့ဖယားမှုကိုဆောင်ရွက်တယ်ရှမွေလကသူလည်းလူပြိုလေးဖြစ်မှာဘာလို့အချင်းဆိုရင်တော့သူလည်းပြိုချင်မှာကေးချင်မှာပဲအပြင်မှာပြိုပါချင်မှာပဲဒါမဲ့သူအလိုမဟုတ်ဘူးဖယားအတွက်သူအချိန်ကိုပေးတဲ့ခါမှာကိုယ်တို့ပြောသလိုပဲ
ငေးစင်ကလေးကအိမ်တော်မှာသူ့အချိန်ကိုပေးတဲ့ရှမွေလယခုချိန်ထိရှမွေလအထက်ကြီးမြတ်သော prophet မရှိဘူးတင်လည်းဖျားเจ้าမှာဖျားနိုင်ငံတော်အချိန်ကိုပေးကြည့်လိုက်တင်သားစဉ်မြေဆက်အထိကောင်းကြီးမင်္ဂလာခံစားမှာဖြစ်တယ်တင်အချိန်ပေးတဲ့တင်အချိန်ပေးတဲ့နေရာစဉ်းစားပါတင်အချိန်တွေကိုဖျားအတွက်များများစိုက်ပျိုးပါနံပါတ်1ဒံယေလနေ့စဉ်စုတောင်းခြင်းအဖြစ်ဖျားအတွက်သူအချိန်ကိုစိုက်ပျိုးခဲ့တယ်ဒီနေ့ကိုဘယ်နှချိန်လဲ3ချိန်ဂျေရုရှလင်မြို့ဖက်ကိုမျက်နှာမူပြီးတော့ဒီနေ့3ချိန်အတွေ့အချိန်ကိုစိုက်ပျိုးခဲ့တယ်နောက်ဆုံးမလေးကျွန်တော်နည်းနည်းကြည့်အောင်ဒံယေလကလေသူကအလုတ်အားတဲ့သူမဟုတ်ဘူးအရာရှိဖြစ်တယ်အင်မတန်မှအလုတ်များသောသူဖြစ်တယ်နော်သူမှ24နာရီမလောက်ဘူးသူကဝန်ကြီးဖြစ်တယ်အရာရှိဖြစ်တဲ့အခါမှာဘင်းနန်းတော်မှာအလုတ်လုပ်သူဖြစ်တဲ့အခါမှာကျွန်တော်ကျန်းချင်းဒီမှာအလုံးထိုးထားတော့မပြောတော့ဘူးနော်ဆိုတော့အချိန်နည်းနည်းချွေတဲ့ဘောနဲ့နော်ကျန်းချင်းဒီကျွန်တော်ဒီမှာဖော်ပြထားတယ်ကြည့်အောင်နော်ဆိုတော့ဒံယေလကအချိန်မရှိဘူးအရာရှိဖြစ်တယ်ဒါမဲ့မဖြစ်မနေသူရဲ့အချိန်ကိုဖခင်အတွက်သူကစိတ်ပြိုးတယ်ဖေးတယ်ဖခင်အတွက်အရန်ကိုကျွန်တော်သဘောကျတယ်ဒီနေ့ကို3နာရီ3ရက်ဒီနေ့ကို3ချိန်ပေါ့3ချိန်ဖခင်စီမှာဆုတောင်းတယ်ဘလောက်ပဲအလုံးများနေပါစေနောက်ဆုံးသူထိုးတော့အချိန်ကိုစိတ်ပြိုးခြင်းအဖြစ်သူအသက်တာမှာသူ့ကိုမကောင်းကြံသောသူတွေကသူ့ကိုမနိုင်ဘူးနောက်ဆုံးရှင်သိတ်တွင်းသေးကနေတော့ဖခင်ကကေတင်ပေးဖခင်သခင်ဖြစ်တယ်နောက်ဆုံးဒံယေလကိုးကွယ်ဖခင်သခင်ကိုအားလုံးကကိုးကွယ်ရမယ်လို့တော့မှနန်းတော်ထဲမှာကြီးညာချင်းခံရတယ်ဘာကြောင့်လဲဒံယေလကဖခင်အတွက်သူ့အချိန်ကိုစိတ်ပြိုးတယ်ဒီနေ့ယုံကြည်သူတွေတင်ဖခင်အတွက်အချိန်ကိုစိတ်ပြိုးတာအရင်နေတယ်ဆိုလို့ရှိရင်တော့မကောင်းဘူးနော်မကောင်းဘူးတပတ်မှာတရက်4လောက်တော့စုတောင်းခြင်းအစာရှောင်ခြင်းဆိုတဲ့အချိန်ကိုစိတ်ပြိုးကြည့်လိုက်ပါဒါစီမြေဆက်အဲ့ဒီအကျိုးကိုရိတ်သိမ်းရမှာဖြစ်တယ်အခုကျွန်တော်အချိန်တွေအရင်ပိုးနေတယ်ကျွန်တော်အချိန်တွေကလောကအရာမှာအရင်ပိုးနေတယ်အရင်အားနေတယ်ဖုန်းကြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့တနားကြီးအချိန်ကိုစိတ်ပြိုးနိုင်တယ်ဒါပေမဲ့အပင်ပေါက်လာတာပါအပင်ပေါက်လာလဲတင်ဖုန်းကြည့်တယ်ကွာတနားကြီးလောက်အချိန်ကိုဖုန်းကြည့်ခြင်းမှာစိတ်ပြိုးလိုက်တယ်ဘာအပင်ပေါက်လာလဲမပြောတော့ဘူးနော်အလုံးသိပါတယ်ဖုန်းကြည့်တာများတော့ဘာပင်ပေါက်လာလဲလောဘတွေတက်လာတယ်တချို့စံကောင်လေးတွေဆိုလို့ရှိရင်တန်ခါစိတ်တွေပိုပြင်းထန်လာတယ်အများကြီးပေါ့အများကြီးဆိုတော့ပြောချင်တာကကိုယ်ရဲ့အချိန်ချမ်းသာဖတ်ဖို့အတွက်တနာရဲ့အချိန်စိတ်ပြောကြည့်လိုက်ကြွေဝချင်းဝမ်းမြောက်ခြင်းစိတ်ချခြင်းဖခင်မေတ္တာဆိုတဲ့အပင်တွေပေါက်ပွားလာမယ်ရိတ်သိမ်းခြင်းရှိလာမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ဒံယေလကတို့ကျွန်တော်အချိန်တွေကိုဖခင်အတွက်ကျွန်တော်တွေစိုက်ပြောမယ်ဆိုလို့ရှိရင်တော့အောင်မြင်ခြင်းတမိုင်း legacy ကောင်းမွန်သောတမိုင်းကြံခဲ့မှာဖြစ်ပါတယ်နောက်တစ်ယောက် prophet အာနာသူလည်းသူ့အချိန်ကိုဖခင်ရဲ့ဗိမာန်တော်မှာစိတ်ပြိုးခဲ့သော prophet အာနာတိတ်တော့သူကျမ်းစာမှာတော့သူလူတွေကပြောတာမရှိဘူးအဲ့ဒီ prophet အာနာဆိုတာကဘာတူလဲဆိုရှင်တော့လူကာခန်းကြီးနဲ့အငယ်38မှာဖော်ပြထားတယ်သူကမုတ်ဆိုးမတယောက်ဖြစ်တယ်ဒါပေမဲ့သူကအိမ်ထောင်ကြပြီးတော့9နှစ်လောက်ပဲသူကအိမ်ထောင်ရှိတယ်နော်ဒီချာကြီးအိမ်ထောင်မပြုတ်ဘူးသူရဲ့မျိုးသားကသူတို့အိမ်ထောင်ကြပြီးတော့9နှစ်လောက်မှဆုံးသွားတယ်တဲ့ကျမ်းစာမှာတိကျဖော်ပြထားပါတယ်ဆုံးသွားပြီးတော့သူအသက်84လောက်မှသူဆုံးသွားတာဖြစ်တဲ့အဲ့ဒီမျိုးသမီးကဆိုတော့နှစ်ပေါင်းများကြီးမုတ်ဆိုးမဘွားနဲ့နေပြီးတော့အိမ်တော်မှာတဲ့စုတောင်းခြင်းကျမ်းစာပတ်ခြင်းအစာရှောင်ခြင်းအကျင့်ကိုဖခင်ရဲ့အိမ်တော်မှာဗိမာန်တော်မှာအမြဲတမ်းပြုတော်သူဖြစ်တယ်သူရဲ့အချိန်တွေအားလုံးကိုစုတောင်းခြင်းနဲ့အချိန်ကုန်တယ်ဆိုတော့သူကယေရှုသူငယ်တော်လေးဗိမာန်တော်ကိုခေါ်လာတဲ့အခါမှာငါကေတင်ရှင်ကိုမြင်တွေ့ရပြီအရန်ကောင်းကြီးဖြစ်တယ်နော်သူ
နာမည်ကြီးတဲ့ prophet ကြီးမဟုတ်ဘူးနော်မဟုတ်ဆိုမှဖြစ်တယ်ဒါပေမဲ့ကေတင်ရှင်တလောကလုံးကိုကေတင်ရှင်ငါမျက်စိနဲ့မြင်တွေ့ရပြီလို့သူပြောတယ်ဘာကြောင့်လဲအဲ့ဒီအကျိုးရလက်ကသူဆုတောင်းခြင်းနဲ့အချိန်တွေကိုသူစိတ်ပြိုးခဲ့လို့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်လည်းဆုတောင်းခြင်းမှာအချိန်ကိုစိတ်ပြိုးရင်လေကေတင်ရှင်ကိုကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်အာမင်โอเคနောက်တစ်ခုကလည်းဘေသနိမြို့သူမာရိသူလည်းဖခင်ရဲ့နှုတ်ကပတ်တော်ကိုကြားဖို့အတွက်သူ့အချိန်ကိုစိတ်ပြိုးတာဖြစ်တယ်ဟာလေလုယာဖခင်ရဲ့ခြေတော်ရင်းမှာနှုတ်ကပတ်တော်ကိုကြားဖို့အတွက်အချိန်ကိုသူစိတ်ပြိုးတယ်ဘာမှသူစိတ်ဝင်စားဖခင်နှုတ်ကပတ်တော်ကိုခံယူခြင်းနဲ့မာတာကတော့အလုပ်တွေရှုပ်နေတယ်သူအချိန်တွေကိုအလုပ်ရှုပ်ဖို့အတွက်ပဲသူအချိန်ကုန်ဆုံးတယ်မာရိကတော့ဖခင်နှုတ်ကပတ်တော်ကြားဖို့အတွက်ကိုသူအချိန်ကိုစိတ်ပြိုးတယ်ဖခင်ကအခုချိန်ထိမာရိဆိုတဲ့အရာကသမကျမ်းစာမှာကောင်းသောအမျိုးသမီးဖြစ်တယ်ဒါကြောင့်လို့ဒီနေ့သူအချိန်တွေကိုဖခင်ရဲ့အမှုတော်မြတ်အတွက်စိတ်ပြိုးပါဆုတောင်းဖို့အတွက်တင်းအချိန်တွေကိုစိတ်ပြိုးပါတင်းရဲ့အချိန်တွေကိုနှုတ်ကပတ်တော်ဖခင်နှုတ်ကပတ်တော်ခံယူဖို့အတွက်စိတ်ပြိုးပါအသီးတွေကဒီလာမှာဖြစ်ပါတယ်โอเคပြီးတော့မယ်နောက်ဆုံးတစ်ချက်ကပါလေလို့ရှင်တော့ငွေကြေးဥစ္စာများကိုတင်းရဲ့စီးစိမ်ဗန္ဓာကိုစိတ်ပြိုးခြင်းဖြစ်တယ်အိမ်မှာတလမှာဝင်ငွေ1000တောင်မှဝင်ငွေမရှိဘူးဆိုတဲ့သူတွေရှိလား1000လောက်တောင်မှဝင်ငွေမရှိတဲ့သူရှိလား1000တော့1000ဆိုရင်နေမဆိုလို့1000တော့တလမှာနေစတော့အလုံးဝင်ငွေရှိမလို့ထင်ပါတယ်နော်ရှိလား1000ငွေကြေး1000ကျပ်ဆိုတော့ပြောချင်လူတိုင်းမှာငွေကြေးဆိုတာဖျားပေးပါတယ်အနေအများမပြောဘူးနော်တချို့ဆို1000ရမယ်တချို့3သိန်းရမယ်တချို့ဆို5000ရမယ်တချို့ဆို2သိန်းရမယ်တချို့သိန်း100ရမယ်သိန်း1000ရမယ်မတူကြဘူးဒါပေမဲ့ဖခင်ကငွေကြေးဆိုတဲ့အခါမှာအနေအများကိုဖျားပြီးတော့မှသူကမပြောဘူးတင်မရှိတဲ့ငွေကြေးဖခင်တော့စိတ်ပြောပါအနေအများကိုမပြောချင်ဘူးဘာလို့လဲမုတ်ဆိုးမရဲ့တင်ကားနှစ်ပြားဖခင်ကရန်စိတ်ဝင်စားတယ်ဖခင်ကအတိမပြုတ်တယ်သူမရှိတဲ့တင်ကားနှစ်ပြားကိုအကုန်စင်သွန်းလောင်းတယ်နေလေးပဲဒါပေမဲ့ယေရှုဘုရားအရန်ကျင့်နေတယ်ထိုသူဒီရှိတဲ့မြတ်ကိုသွန်းလောင်းပြီးထိုသူထက်များထိုသူအဲ့ဒီမျိုးဒီမိထက်ပို့ပြီးတော့များပေးသူမရှိဘူးလို့ပြောတယ်။ဘာကြောင့်လဲနှလုံးသားနဲ့ပေးတဲ့အရာကိုဘုရားကအရန်စိတ်ဝင်စားတယ်ဒီတဲ့အတ္တတာမှလေနေတာများတာထက်သစ္စာရှိစွာနှလုံးသားနဲ့ဘုရားရှင်အိမ်တော်ကိုယူလာတဲ့တရား200 500 1000 2000 3000 5000တသိန်းဘုရားရဲ့စိတ်ဝင်စားတယ်အရန်ကိုကျင့်တတ်တယ်တင်ငွေကြေးတွေကိုတင်ပမာစိတ်ပြိုးလဲအပြင်မှာစိတ်ပြိုးသလားမွေးစေဝါမှာစိတ်ပြိုးသလားနှလုံးချီတုံးချီလောင်းကစားမှာစိတ်ပြိုးသလားပမာစိတ်ပြိုးလဲစဉ်းစားပါတင်စိတ်ပြိုးရမယ့်အရာကအိမ်တော်မှာဖြစ်ပါတယ်ဖယားနိုင်ငံတော်မှာတင်စိတ်ပြိုးကြည့်လိုက်အပင်တွေကြီးထွားလာရင်များစွာသောရိတ်သိမ်းခြင်းကိုရှိလာမှာဖြစ်တယ်ဒီလမှာတင်2000စိတ်ပြိုးတယ်နောက်လမှာဖယား2သိန်းစိတ်ပြိုးခွင့်ဖယားပေးမှာဖြစ်တယ်စပွားများလာမှာဖြစ်တယ်အဲ့ဒါကကျတော့ငွေတွေရွှေတွေပိုးစရာတွေပွားစရာမလိုတော့ဘူးပြမျက်လှည့်စရာတွေမလိုတော့ဘူးတင်စတိကစိတ်ပြိုးဖို့အရေးကြီးတာဖြစ်ပါတယ်ဟုတ်ပြီနော်ဆရာကြီးတမတို့မိသားစုကဘာစိတ်ပြိုးရမှာစိတ်ဆရာမရှိဘူးမပြောနဲ့နေ့တိုင်းစားနေရတယ်နေ့တိုင်းသုံးနေရတာပဲအဲ့ကိုထွင်ကလေးအတွက်မဟုတ်ဘူး9000ဆိုတာဒါလေးကုန်နေမို့လားကုန်နေတာပဲဖခင်တို့စိတ်ပြိုးကြည့်ရအောင်ဖခင်ကပွားများစေဖျားသခင်ဖြစ်ပါတယ်စေပုတ်ပေးကမ်းခြင်းကြောင့်ကိုဆရာပြောပြီးတော့ဆုံးသက်မယ်စေပုတ်ဆိုတာကကျွန်တော်မာလာခိအခန်းကြီး3အငယ်10မှာရှိတယ်တူကဖတ်ကြည့်ရအောင်တင်းနေ3ရှိသည်များကိုဘာနာတိုက်ထဲသို့တွင်၍
ပြုကြလော့ငါသည်မိုးကောင်းကင်ပရင်ပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမီမသွန်းလောင်းမီကိုမိတ်လို့ချေ Okay စေဖို့တဖို့ဆိုတာကအရင်အရေးကြီးပါတယ်ထပ်ပြောမယ်စေဖို့တဖို့ဆိုတာကဖယားရဲ့ဥစ္စာဖြစ်တယ်တင့်ဥစ္စာမဟုတ်ဘူးထိုစေဖို့တဖို့ကိုအိမ်တော်မှာယူလာပြီးတော့စိုက်ပျိုးပါကောင်းကင်ပရင်းတကားကိုဖွင့်ပြီးတော့ကောင်းကြီးမင်္ဂလာအကုန်အစင်ငါသွန်းလောင်းမလို့ပြောတယ်စိုက်ပျိုးပါအကုန်အစင်သွန်းလောင်းမယ်ဒါပေမဲ့စေဖို့တဖို့ဆိုတဲ့အခါမျိုးစေ့ကိုကျွန်တော်တို့ကဟိုနာနေဒီနေခွေးချမ်းပြီးတော့ပေးလို့မရဘူးမျိုးစေ့ဆိုတာကချမ်းပြီးတော့ပေးလို့မရဘူးအကုန်အစင်ပေးရတာဖြစ်တယ်နားလေဖို့ပြရှင်ကောင်းကြီးပေးပါစေကျမတို့စေဖို့တဖို့ပေးနေတာပဲဘာဖြစ်လို့ဖခင်ရဲ့ဂတိတော်ဖြစ်တဲ့ကောင်းကင်ပရင်းတကားကိုဖွင့်ပြီးတော့အကုန်အစင်သွန်းလောင်းမှဆိုတဲ့ဂတိတော်မခံစားရတာလေတေးကြပြီတင့်စေဖို့တဖို့ကိုတင်ကပိုင်းလိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီမျိုးစေ့ကပုတ်သွားပြီဒါကြောင့်မလို့စေဖို့တဖို့ဆိုတာကဟိုမှာ9000ဒီမှာ3000အော်ဒီမှာဆရာရီလိုင်း1000မပေးပါနဲ့မပေးပါနဲ့တဆုတဝေးတဲ့တသိန်းရှင်တသိန်းတင်ဝိညာဉ်အစာစားတဲ့တင်ဝိညာဉ်ခွန်အားယူတဲ့တင်ရဲ့အိမ်တော်မှာယူပြီးပေးရတာဖြစ်တယ်ကဲဒါဆိုရင်ဟိုးကျွန်တော်ရဲ့ရှေးတုန်းကကျွန်တော်ရဲ့မိခင်တင်းတော်ကြီးတွေရှိပါတယ်ဆရာလည်းမိခင်တင်းတော်ရှိပါတယ်ကျွန်တော်ငယ်ငယ်ကလေးကပေါက်ခဲ့တဲ့တင်းတော်တွေရှိပါတယ်သူတို့ကိုကျွန်တော်မလှူရဘူးလားလှူရမယ်ပေးချိန်မှလည်းတင်စေပုတ္တပုတ်ကိုကောင်းမွန်စွာပေးတဲ့ခါမှာတာ၍ကြွေဝချင်းလာတဲ့ခါကျရင်တော့စေပုတ္တပုတ်မပြောနဲ့နှစ်ပုတ်သုံးပုတ်အရှာပေးလှူလို့ရတယ်နားလည်မလားနားလည်မလားအရှာပေးလှူလို့ရတယ်အိုးဟိုနိုင်ငံတော်စတော့ကအမေရိကကမပြန်ပြပို့မှာပတ်စံအာမင်အမေရိကပြည်တင်းတော်ကိုရတယ်မှာကျွန်တော်ရဲ့ live ကပို့လို့ရတယ်ဒါပေမဲ့နံပါတ်1လိုတာကတော့တဲ့မျိုးစိတ်တစ်စိသောຢာကိုကောင်းမွန်စွာအပင်ပေါက်ဖို့ရန်အတွက်ကတော့ကောင်းကောင်းတင်လုံခြုံစွာနဲ့လှူဒန်းမှာအပင်ပေါက်လာတဲ့ခါကျရင်များစွာသောအသင်းတော်တွေများစွာသောမှုတော်ဆောင်တွေများစွာသောခက်ခဲသောသူတွေကကောင်းစွာလှူနိုင်တယ်ခါကျရင်ကျွန်တော်မှုတော်ဆောင်ဖြစ်တဲ့အခါမှာဆရာမေကြီးပေါ့ဆရာ live keep လိုချင်လားမေကြီးလိုချင်တယ် live keep နော်လိုချင်တယ်ဒါပေမဲ့ကျွန်တော်စေဖို့တဖို့မလိုချင်ကျွန်တော်တို့မှုတော်ဆောင်တွေကို live keep payments လို့ရှိရင်စေဖို့တဖို့တည်းခွေးပြီးမပေးပါနဲ့ထပ်ပြောမယ်စေဖို့တဖို့ဆိုတာကအိမ်တော်ကိုယူလာပါဆရာတို့အိမ်မှာလာပြီးတော့ဆူတောင်းပေးလို့ live keep ပေးစရာမရှိဘူးဆိုလည်းမပေးနဲ့ကိစ္စမရှိဘူးဒါပေမဲ့စေဖို့တဖို့ကိုလေဆရာတို့တော့စမလို့ပေးပြီးမပေးပါနဲ့အိမ်တော်ကိုယူလာအဲ့မှာအိမ်တော်မှာတင်ယူတယ်အဲ့မှာအပင်ပေါက်ပြီးတော့ပွားများလာတဲ့ခါကျရင်ဖယားကောင်းကြီးမင်္ဂလာပရင်းတကပွင့်ပြီးသွန်းလောင်းတဲ့ခါကျရင်ဆရာအတွက် live keep မို့လို့ဆရာအတွက်ကားတစ်စီးရဲ့နော်ဆရာအတွက် iPhone ဆရာအတွက် tablet ဟာလားပေးနိုင်မှာဗောယုံကြည်သူတွေကဆရာတွေကိုကြွေးချင်မွေးချင်တာအယံကိုဝမ်းသာပါတယ်ဆရာလည်းယံပီတိဖြစ်တယ်အယံလည်းဝမ်းသာတယ်ဒါပေမဲ့တင်းရစေပုတ္တပုတ်ကြည်လာပေးရင်တော့ဆရာတွေပါကောင်းကြီးပိတ်တယ်ဒီလမှာစေပုတ္တပုတ်ကိုမှန်ကန်စွာပေးကြည့်လိုက်နောက်လမှာဆရာတွေကိုပူဇော်တကာပေးနိုင်မှာဖြစ်တယ်မဒူးနော်ဒါပေမဲ့နောက်လမှာဆရာတွေကိုပေးတဲ့ပူဇော်တကာကပေးထားလဲတင်းရကောင်းကြီးမင်္ဂလာထပေးလာမှာဖြစ်တယ်စေပုတ္တပုတ်တရားလားမဟုတ်တော့ဘူးကျွန်တော်စေဖို့တဖို့ဆိုတော့ကောင်းမွန်စွာနဲ့ပေးနိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေโอเคစေဖို့တဖို့ပေးခြင်းအကောင်းကြီးမင်္ဂလာကိုကျွန်တော်ဆက်ကြည့်အောင်အောက်မှာနံပါတ်1စေဖို့တဖို့ကောင်းကြီးမင်္ဂလာကိုပေးတဲ့အခါမှာကောင်းကြီးရမယ့်အရာတွေရှိပါတယ်နံပါတ်1ဖျားသခင်ရဲ့ကောင်းကြီးများစွာကိုထပ်မံခံစားရမယ်လို့မာလခိအခန်းကြီး3အငယ်10မှာဖော်ပြထားပါတယ်ဖျားကိုပေးလို့ဆုံးရှုံးသွားသောအရာမရှိဘူးဖျားကထပ်ပြီးတော့ပေးမယ်နံပါတ်2ဖယားသခင်ကြီးကိုယ်ကစောင့်ရှောက်မှုကိုရရှိမှာဖြစ်တယ်။ကိုက်ကျွန်တော်ပိုင်ငယ်7မှာမာလခိ3အပိုင်ငယ်7မှာကိုက်စားတတ်သောအကောင်ကိုသင်တို့အတွက်ငါဆုံးမ၍တဲ့
ကျွန်တော်လက်ခုပ်တစ်ဖြောက်ချီးမွမ်းကြရအောင်ဟာလေလုယာအရင်ကြီးတဲ့ကိုက်စားတဲ့အကောင်နေမြညပြောက်ဆိုတာဗာလဲလာစာဟုတ်မလားတီးခုမဲ့ကြံတယ်ဟဲ့လားဖခင်နေလာစာထုတ်ပြန်လာပါကြတယ်တီးခုနောက်မှမကြံဘူးလားဒီတထရီယာတီးခုတော့မတို့တီးခုမထိပေးချင်လို့လေရောနေမြညပြောက်ဘာကြောင့်လဲတရက်ကိုမလို့အပင်းနဲ့ထွက်သွားတဲ့ပိုက်ဆံတွေကြုံဘူးကြလားမသိနော်9သိန်းတော့ပါလာတယ်ပြင်လာတော့9000မကြံဘူးတွေ့ကြည့်တော့အေးဟုတ်တာပဲဒါပေမဲ့အဲ့ဒီအကျိုးဝင်လာအကျိုးရှိတဲ့ရပါလားမဟုတ်ပြန်ဘူးနေမြင်ညပြောက်ဘသူကဘလို့ကုံတော့မှမသိတဲ့ပိုက်ဆံ10သိန်း15သိန်းသိန်း100 9000 1000အဲ့ဒါကိုက်စားတဲ့အကောင်တွေကကျွန်တော်ကိုကိုက်စားပေးနေတာဟုတ်နော်ကိုက်စားပေးနေတာတင်အတွက်ကျိုးမရှိဘူးကိုရလိုချင်နေတဲ့ဖက်ဝေဖို့တော့မကြံဘူးဗျာကိုရဖေအားစေးဝေပေးဖို့တော့ပတ်စံမကြံဘူးဗျာဘာကြောင့်လဲကိုက်စားတတ်တဲ့အကောင်တွေကတင်တို့ရဲ့စီးစိမ်ကိုကိုက်စားနေတာဖခင်ပြောတယ်စေဖို့တပုတ်ပေးတဲ့အခါကျရင်တင်ရဲ့စီးစိမ်ဥစ္စာတွေကိုငါစောင့်ရှောက်ပေးမယ်ကိုက်စားတတ်တဲ့အကောင်တွေကိုငါဆုံးမပေးမယ်တင်တို့ရဲ့မြေအသီးနှံတွေကိုငါကောင်းစွာပေါက်စေမယ်လို့ဖခင်ပြောတယ်ဒါကြောင့်မလို့စေဖို့တပုတ်ပေးခြင်းကမြင့်မြင့်ညပြောက်ဖြစ်တဲ့တင်ရဲ့ငွေကြေးကိုဖခင်ကစောင့်ရှောက်ပေးမှာဖြစ်ပါတယ်နံပါတ်3စေဖို့တပုတ်ပေးခြင်းရဲ့ကောင်းကြီးမင်္ဂလာနံပါတ်3ကလူတွေကကောင်းကြီးခံတော်သူဟုသမုတ်ကြလိမ့်မယ်မာလခိအခန်းကြီး3အငယ်7မှာဖော်ပြထားတယ် All nations will call you blessed လူတွေအားလုံးကသင်ဒီကောင်းကြီးမင်္ဂလာခံတော်သူဖြစ်တယ်လို့သင်ကိုသမုတ်ကြမယ်အရန်ကိုနော်လှပါရနော်ဟာဒီကောင်လူလင်ကြပိုးဟလားလူညာအမေဒီကောင်ကကလင်ကချစ်ကောင်မဟုတ်တော့ဘူးကောင်းကြီးမင်္ဂလာခံတော်မိသားစုတို့ပြောကြမှာဖြစ်တယ်တချို့ချမ်းသာပေမဲ့ဖက်နဲ့တောင်းမအကောင်းစားမစီရဘူးဘာကြောင့်လဲလူတွေကငါတို့မတရားလုပ်တာကိုသူတီးမှဆိုလို့ညာကြီးရှိပါတယ်ဒါပေမဲ့စေဘဒဘူပေးတဲ့အခါမှာတင်လူတွေက blessed man blessed family ကောင်းကြီးမင်္ဂလာခံတော်မိသားစုသမုတ်ကြလိမ့်မယ်လို့မာလခိအခန်းကြီး3အငယ်7မှာဖော်ပြထားပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကောင်းကြီးမင်္ဂလာခံစားသောမိသားစုတို့လူတွေကတင်းတို့ကိုသမုတ်ဖို့ရန်အတွက်စေဘဒဘူပေးကြရအောင်တဘိုးတွေကျွန်တော်အလုံးလက်ကုပ်ထီဖျောက်ချီးမွမ်းကြရအောင်နောက်လာရီနောက်ပတ်ပြစားပြီးတော့ကျွန်တော်စေဘဒဘူကိုအိမ်တော်ကိုယူလာကြရအောင်ဒါကလူကိုပေးတာမဟုတ်ဘူးဖယားရှိမှမျိုးစိတ်စိုက်နေတာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ကောင်းသောစိုက်ပျိုးခြင်းရဲ့အကျိုးကျေးဇူးတွေကပြောမှရှိရင်တော့ကျွန်တော်မိခင်တွေထမင်းဦးတစ်ခါပြန်တင်နေရအောင်မယ်တနေ့ကုန်မှမဟုတ်လို့ညစာတိအမိုးဆိုင်တို့ပြန်ချက်နေရအောင်မယ်ဘာကြောင့်လဲကောင်းသောစိုက်ပျိုးခြင်းရဲ့အကျိုးကျေးဇူးတွေကအင်မတန်မှကိုများပြားပါတယ်နှစ်ကောခန်းကြီးကိုအငယ်6ထဲမှာအနေငယ်သောမျိုးစေ့ကိုခြေတော်သူသည်စပါးအနေငယ်ကိုသာရိတ်သိမ်းရမယ်။တင်စပါးများစွာကိုရိတ်သိမ်းခြင်းများစွာသောမျိုးစေ့ကိုခြေပါမျိုးစေ့ကိုခြေပါများစွာရိတ်သိမ်းရမယ်။ကိုတီကောနှစ်ကောခန်းကြီးကိုအငယ်9ကနေ10မှာဖော်ပြထားတဲ့နော်ကောင်းသောစိုက်ပျိုးခြင်းအကျိုးနှစ်ကောအခန်းကြီးကိုအငယ်9နဲ့10မှာဖော်ပြထားတဲ့အရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကအမျိုးစုံသောကျေးဇူးနဲ့အထူးသဖြင့်ပြည့်စုံပြီအပေါ်ဆိုင်လေးချက်လောက်နော်โอเคနော်နံပါတ်1ကဘာလဲအမျိုးစုံသောမင်္ဂလာကျေးဇူးနဲ့အထူးသဖြင့်ပြည့်စုံမယ်မျိုးစိတ်ကိုခြေတဲ့အခါမှာမင်္ဂလာနဲ့ပြည့်စုံမယ်
ကျွန်တော်မြစ်တာမျိုးစေ့ကိုကျေတဲ့အခါမှာမင်္ဂလာရှိတော်သူဖြစ်မှာဖြစ်တယ်နံပါတ်2ကကောင်းသောအကျင့်အမျိုးမျိုးနဲ့အထူးသဖြင့်ပြည့်စုံမယ်ဒီအချိန်တွေကိုဖခင်အတွက်စိုက်ပျိုးကြည့်လိုက်အကျင့်ကောင်းတွေနဲ့ဟုတ်လားကောင်းသောအကျင့်မျိုးစုံနဲ့ဒီအသက်တာကလှပလာမှာဖြစ်တယ်နံပါတ်3ကဘာလဲအရာရာ၌သုံးလောက်သောဥစ္စာအမျိုးမျိုးကိုဖခင်အစဉ်ရှိစေမှာဖြစ်တယ်တန်ငွေကြီးကိုဖခင်ကိုစိုက်ပျိုးကြည့်လိုက်ပါသုံးလို့မကုန်တဲ့ဥစ္စာဆရာရန်သဘောကျနော်သုံးလို့မကုန်တခါကျရင်ကိုသမီးလေးကိုသူလူချင်းနဲ့ဖက်နဲ့လေးက9000 6000ဝေပေးချင်လိုက်တာဒါပေမဲ့ဒီတလားအတွက်လောက်ပါမလားတွက်ချက်ရတော့တခါကျရင်ကောင်းရမ်းကြိုက်တယ်ရင်ပလက်နာတယ်ဒါပေမဲ့ကျွန်တော်ဥစ္စာတွေကိုကောင်းစွာမျိုးစေ့ကြည်ရင်သုံးလို့မကုန်နဲ့ကောင်းကြီးခံစားရမယ်နံပါတ်4ချက်နံပါတ်4ကမျိုးစေ့ကြည်တော်သူဟာမျိုးစေ့ကို၎င်းအစာဟာရကို၎င်းပေးတော်မူသောသူသည်တင်တို့အားမျိုးစေ့ကိုပေး၍ပွားများစေတော်မူမည်ဒါလေတလားတခါကျမျိုးစေ့ကိုလေကုံသွားလို့နောက်ထပ်မျိုးစေ့ကြေးစရာမရှိတော့ဘူးအဲ့ဒါကိုဘုရားအဲ့လိုမရှိဘူးတင်မျိုးစေ့ကိုကြေးရင်နောက်တစ်ခေါက်ထပ်ကြေးဖို့အတွက်မျိုးစေ့ကိုလည်းပွားများစေမယ်တဲ့ဆိုမျိုးစေ့မျိုးကိုပွားများစေမယ်ဗျာတခါကြေးပြီးကုံသွားလားမဟုတ်ဘူးထက်ကြေးဖို့တဲ့မျိုးစေ့မျိုးကောင်းတွေကိုအခုဆိုကျွန်တော်တို့ဒီကဘာမှာဣသရေလမျိုးတွေရဲ့မျိုးစေ့ကအယံတန်ဖိုးကြီးတယ်ဣသရေလနိုင်ငံမှာထွက်လာတဲ့မျိုးစေ့ကိုသူတို့ကအယံတန်ဖိုးကြီးကြီးမမနဲ့ခိုးပြီးတော့တည်ရတယ်ဒါပေမဲ့ဣသရေလမျိုးတွေကသူအသီးနှံတွေကိုကဘာတွေကိုပို့တဲ့အခါမှာလေမျိုးတတ်ထားတယ်ဘယ်သူများနိုင်ငံမှာသူစိုက်လို့မရအောင်အဲ့ဒါမှသူတို့ရဲ့နိုင်ငံရဲ့အသီးနှံတွေဈေးကောင်းရမှာလေဆိုတော့ပြည်နယ်မျိုးစေ့ကိုတို့ကြေးတဲ့ခါမှာကုံတော့မဟုတ်ဘူးဗျာအဖခင်တွေကဒီတလားစေသိမျိုးစေ့ကြေးလိုက်တယ်နောက်တော့ကြေးစရာမရှိတော့ဘူးဗျာဖခင်ကအဲ့လိုမဟုတ်မျိုးစေ့ကိုလည်းပွားများစေမယ်အရင်ကတေကကိုမျိုးကြေးတယ်နောက်နှစ်ကျရင်နှေကကိုမျိုးကြေးခွင့်ဖခင်ပေးမှာဖြစ်တယ်နောက်တစ်ကျရင်စေကကိုဖခင်မျိုးကြေးခွင့်ပေးမှာဖြစ်တယ်မျိုးစေ့ကိုပွားများစေမယ်ကတဲ့မလေးကဒီဖြောင်းမချင်းကိုလည်းကြွေဝါစေမီဒါရန်လှနော်ရန်လှတယ်ဒီကျမှဖြောင်းမစွာချမ်းသာမယ်ကလင်ကကြီးနဲ့ချမ်းသာမှာမဟုတ်ဘူးဟာလေလုယာဖြောင်းမစွာနဲ့ချမ်းသာမှာဖြစ်တယ်အရန်လှတာကြရန်တဘောကြတယ်ခရိုနီတွေမဟုတ်ဘူးဒါကနော်ခရိုနီတွေချမ်းသာမှာမဟုတ်လေဖြောင်းမစွာတင်ချမ်းသာကြွေဝမယ်လို့ဖျားပြောထားတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေရောက်စီတာကျွန်တော်တို့ဒီကနေ့ကျွန်တော်မျိုးစေ့ကိုကြေးတဲ့အခါမှာဖြောင့်မတ်စွာနဲ့ချမ်းသာရပါမည်အကြောင်းကျွန်တော်တို့မျိုးစေ့ကိုကြေးကြရအောင်မေတ္တာမျိုးစေ့ကို next slide မေတ္တာချစ်ချင်းမေတ္တာမျိုးစေ့ကိုစိုက်ပျိုးပါယေရှုအလိုရှိသောအရာဖြစ်တယ်အသက်ရှင်ခြင်းနဲ့လူတွေရဲ့တန်ဖိုးထားခြင်းကိုတင်ရိတ်သိမ်းရမှာဖြစ်ပါတယ်ကိုပြောပါဒါလေးကိုဖတ်ပြီးမှကိုပြောပါယေရှုအလိုရှိသောစိတ်ထားဖြစ်တယ်အသက်ရှင်ခြင်းကိုငါရိတ်သိမ်းရမယ်လူတွေရဲ့တန်ဖိုးထားခြင်းကိုငါရိတ်သိမ်းရမယ်လို့ကိုသတိပေးပါနံပါတ်1မိမိပိုင်ဆိုင်သောမျိုးစေ့ကိုစိုက်ပျိုးပါထိုတင်ပိုင်ဆိုင်သောအရာကဖယားဘုံတို့ထင်ရှားမှာဖြစ်တယ်တည့်ပိုင်ဆိုင်သောအရာတွေကတိုးပွားလာမှာဖြစ်တယ်ကားတစ်စီးရနဲ့2စီး3စီးဆိုင်ကယ်တစ်စီးရနဲ့4စီး5စီးတည့်တမိုင်းတည့်လက်ကစီလှပလာမှာဖြစ်ပါတယ်နံပါတ်3ချက်မိမိရဲ့ချိန်နာဤမျိုးစေ့များကိုစိုက်ပျိုးပါနေ့ရက်တိုင်းအောင်မြင်ခြင်းသင်ရမှာဖြစ်တယ်နေ့ရက်တိုင်းဖခင်ရဲ့ကြွေကာမှုကိုသင်ရမှာဖြစ်ပါတယ်နံပါတ်4ချက်ငွေကြေးဥစ္စာတွေကိုစိုက်ပျိုးပါကျွန်တော်တို့ဖတ်ကြည့်အောင်ဟ
အာမင်တင်ငွေကြီးဥစ္စာတွေကိုစိုက်ပျိုးရင်ဖခင်ကစိတ်ဝင်စားတယ်ဖခင်ကတိမှတ်တယ်တာ၍ကောင်းကြီးပေးမယ်ကိုက်စားတတ်တဲ့အကောင်တွေကိုဖခင်ကဆုံးမပေးပြီးတော့ပြန်ဖြောင့်မတ်စွာနဲ့ချမ်းသာရသောအခွင့်ကိုပေးမှဖြစ်တယ်ဒီနေ့ဖခင်တွေမိခင်တွေတင်တို့ကျွန်တော်တို့မျိုးစေ့မကြေးရင်သားသမီးတွေကရိတ်ဆရာရှိမှာမဟုတ်ဘူးတင်သားသမီးတွေကိုအမွေပေးခဲ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ကောင်းသောမျိုးစေ့ကိုစိုက်ပါတင်သားသမီးတွေကထိုမျိုးစေ့အပင်ပေါက်လာတဲ့ခါကျရင်သူစားတော့ရမှာဖြစ်တယ်သားသမီးတွေပဲလားမဟုတ်ဘူးတင်ကိုတိုင်ကထိုမျိုးစေ့ကိုစိုက်ပျိုးတဲ့အကျိုးကိုတင်လက်ရှိအသက်ရှင်စင်မပင်ခံစားရမှာဖြစ်တယ်ကျွန်တော်အလုံးမျက်စိမေးရအောင်ကောင်းသောမျိုးစေ့ကိုစိုက်ပျိုးခြင်းနဲ့ဒါပေမဲ့မလုံနိုင်ဘူးကောင်းသောမျိုးစေ့ကိုစိုက်ပျိုးရမှန်းလည်းသိတယ်ကိုစိုက်ပျိုးနေတဲ့မျိုးစေ့တွေကလည်းမကောင်းတဲ့မျိုးစေ့တွေပဲစိုက်ပျိုးပြီးတော့နေ့တိုင်းမကောင်းသောအပင်တွေရှင်သန်ကြီးထွားနေတယ်ကောင်းသောမျိုးစေ့တွေမကြီးထွားနိုင်ဘူးမစိုက်ပျိုးနိုင်ဘူးထို့သောစိုက်ပျိုးနိုင်ဖို့ရန်အတွက်ဝိညာဉ်တော်တကူလိုအပ်ပါတယ်ဝိညာဉ်တော်ရဲ့ပြုပြင်လမ်းပြပေးခြင်းဝိညာဉ်တကူရဲ့မဆာခြင်းသင်အစီမှာရောက်လာတဲ့အခါကျရင်ကောင်းသောစိတ်ပြိုးခြင်းကိုသင်ပြုနိုင်မှာဖြစ်တယ်ကျွန်တော်ထိုင်ရင်းနဲ့ပဲဖျားတဲ့စကားပြောရအောင်တကယ်လို့သင်မတည့်ရပြီးတော့စကားချင်းနဲ့သင်တဲ့ဘောသင်နိုးဆော်မှုရတဲ့အတိုင်းပဲဒီကနေ့ကျွန်တော်ဒီကနေ့ကောင်းသောမျိုးစေ့ကိုစိတ်ပြိုးခြင်းနဲ့ဖျားတဲ့စကားပါဝိညာဉ်တော်ကျွန်တော်အပြုပြင်မှာကိုတော်ရှင်လည်းဝဲကျွန်တော်စကားပါ yes ဝိညာဉ်တော်ကျွန်တော်ဆွေးခေါ်ပါအချမ်းတော်ပါမှာကျွန်တော်စကားပါတော့တခါဝိညာဉ်တော်ဝိညာဉ်တော်ကျွန်တော်ဆွေးခေါ်ပါအချမ်းရှင်လည်းဝဲကျွန်တော်စကားပါအာမင်ဝိညာဉ်တော်ကျွန်တော်အပြုပြင်မှာကိုရောရှနောပါမှာကျွန်တော်စကားပါကိုရောရှင်နေတူရဲ့ကိုရောရဲ့ဘုံတော်ချစ်ရှာ